မင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်ကြက်သားဟင်းလေးချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့တဲအိုးကိုစီပူအောင်ရင်ထည့်မယ်ပြီးရင်ကျွန်တော်ဒီနေ့ချက်မှာကကြက်သွန်ကြော်လေးကိုအရင်ကြော်ပါဖြစ်ပါတယ်ကြက်သွန်လေးကိုညိုရောင်တန်းလာတဲ့အထိကိုကြော်ပြီးသွားလို့ရှိရင်ကျွန်တော်ပြန်ဆယ်ထားမှာဖြစ်ပါတယ်ဒီလောက်အနေထားဆိုရင်ကြက်သွန်လေးတွေကိုဆယ်ထားလို့ရပါပြီကြက်သွန်လေးတွေကိုဆယ်ထားပြီးသွားလို့ရှိရင်စီစစ်ထားပါမယ်နောက်အဲ့ဒီကြော်ထားတဲ့စီနဲ့ပဲကျွန်တော်တို့ထောင်းထားတဲ့ကျင်းကြက်သွန်ဖြုံရည်တွေကိုစီတက်ပါမယ်စီတက်တဲ့ခါစိတ်ရှိလေးနဲ့စီတက်ပေးဖို့လိုပါတယ်ခင်ဗျာစနွေးမုတ်ထည့်ပါမယ်အနက်လေးမွေးလိုက်တဲ့ထိကြော်ပေးပြီးသွားလို့ရှိရင်နှက်ထားတဲ့အသားလေးတွေကိုထည့်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေရာမှာတခါတည်းမဆလာကိုစီတက်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဟင်းချက်မှာမဆလာကိုအပေါ်ကနေဖြူထည့်တာကြကျွန်တော်စိတ်ထဲမှာအစိမ်းနဲ့ဖြစ်နေလို့ခံစားရလို့ကျွန်တော်ကတော့တခါလေးစီတက်တယ်ပြီးတော့အသားကိုလုံးပါတယ်ခင်ဗျာလုံးတဲ့အခါမှာလည်းဆက်ရှည်ဖို့လိုပါတယ်ဒီတခြားလေးကိုနှက်ဆက်အောင်တခြားလေးမှုပြီးတော့လုံးမိဖို့လိုပါတယ်လုံးရည်လေးတွေထွက်လာပြီးတော့လုံးရည်လေးတွေခန်းနေသွားတဲ့အထိကိုကျွန်တော်တို့စက်သားလေးတွေကိုလုံးပေးရမှာဖြစ်ပါတယ်ဒီလောက်အနေထားလို့ဆိုလို့ရှိရင်စက်သားတွေကရေတွေလည်းခန်းကုန်ပြီးစီတွေလည်းပြန်လာပါခင်ဗျာအဲ့ဒီခါကျရင်ကျွန်တော်တို့ခုနတော့ထောင်းထားတဲ့စုံစည်းရေကိုကျွန်တော်တို့လောင်းထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေထားကနေစပြီးတော့ကျွန်တော်တို့မီအေးလေးနဲ့တည်သွားပြလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသားနှစ်ချိန်ကအနည်းဆုံးနိုင်ဝက်လောက်ကြာပါတယ်နောက်တော့အသားကိုလုံးတဲ့ခါလေးနိုင်ဝက်လောက်ကြာပါတယ်နောက်ထပ်ကြာစီပြန်လာတဲ့အထိကိုကျွန်တော်နိုင်ဝက်ထပ်ကြာပါတယ်ခင်ဗျာနောက်ဆုံးဒီနေထားလေးစီပြန်ရင်းနေကျန်လာတဲ့နေထားမှာကျွန်တော်တို့စောနာတော့ကြော်ထားတဲ့ချက်သွန်လေးတွေကိုအပေါ်ကနေဖြူပြီးတော့ထည့်ပေးလိုက်ပါမယ်ခင်ဗျာဒီကနေစပြီးတော့နောက်ထပ်10မိနစ်လောက်ကျွန်တော်တို့ဒီဟိုကိုမီးအေးလေးနဲ့နှက်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲဟင်းအိုးပြင်ဆင်ပြီးသွားတဲ့ခါမှာကျွန်တော်မနေ့တုန်းကကျွန်တော်ချက်ထားတဲ့ချင်မောင်လေးရှိပါတယ်မှွေထားတဲ့ချင်မောင်လေးရှိပါတယ်အဲ့ဒါကြီးကိုချင်မောင်ဟင်းကြိုလေးချက်ပြီးတော့ကျွန်တော်တို့ကြက်သားဟင်းလေးနဲ့အရင်ကလိုက်ဖက်တဲ့ဟင်းမယ်လေးဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ရေနွေးဆူလာတဲ့ခါမှာငပိလေးနဲ့ထည့်ပါမယ်ရေဆူလာတဲ့ခါကျမှအသစ်မှွေထားတဲ့ချင်မောင်လေးတွေကိုထည့်ပေးလိုက်မှဖြစ်ပါတယ်ကျွန်တော်တတိယဝါဒတစ်ခုကငရုတ်ဒီဇယ်လေးတွေလည်းအပြင်မှာမှဲ့နေတာဖြစ်တဲ့အတွက်ကျွန်တော်ငရုတ်ဒီဇယ်လေးခူပြီးတော့ဟင်းကြိုတွေကိုခတ်လိုက်ပါတယ်ခင်ဗျာအချိန်မှာကျွန်တော်ကြက်သားစီပြန်ဟင်းနဲ့အတူချင်မောင်ဟင်းကြိုလေးနဲ့အရသာရှိတဲ့ဟင်းတစ်ခွက်ကိုကျွန်တော်ပြင်ဆင်လို့ပြီးပါပြီခင်ဗျာယေရှုသူတရားစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာနောက်လာမယ့်ဗီဒီယိုများမှာလည်းဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့တောင်းဆိုပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်